အားလုံးပဲမင်္ဂလာပါဒီနေ့ကရ GRBDN5 တက်တာသင်ခန်းစာ73ခုနဲ့ကြိုဆိုပါရစေဒီသင်ခန်းစာမှာ GRBD တနအီကိုဘယ်လိုကျွမ်းကျင်စွာအသုံးပြုရမလဲဆိုတာကိုလေ့လာသွားကြပါမယ်ဒီနေ့လေ့လာသွားမယ့်အကြောင်းအရာတွေကတော့အမှတ်ထက်ဂျပန်ကြီးဝိသေသနာများအမှတ်နှစ်အရေးကြီးတဲ့စီးမြင်များပြီးရင်အမှတ်3နဲ့လျက်အနေနဲ့အများကြီးနဲ့အနှဲငယ်ဆိုတဲ့စကားလုံးတွေကိုအသုံးပြုနေနောက်ဆုံးအမှတ်5မှာတော့အနှစ်2နဲ့လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်ကဲပထမဆုံးအပိုင်းဖြစ်တဲ့ဂျပန်ကြီးဝိသေသနာများဆိုတဲ့အပိုင်းကနေဆက်လိုက်ကြအောင်ကျွန်တော်တို့သိပြီးသားတွေဝေချခံပြီးဆက်သွားကြပါမယ်အားလုံးမဲမမိကြအောင်မဲ့ထင်ပါတယ်အရင်သင်ခန်းစာတွေမှာတော့ထိုကီတိုကီမြန်မာလူဆိုရင်တခါတရံလို့ဒီပရတဲ့ဂျပန်ကြီးဝိသေသနာတွေဟာဝါချထဲမှာနေရာအထားသူအရန်ကိုပြောင်းလဲတဲ့လေရှိရဆိုတာကိုကျွန်တော်သင်ယူခဲ့ကြသည်ဖြစ်ပါတယ်အခုဒုတိယပိုင်းဖြစ်တဲ့ရေးကြီးသောစီးမြင်များကိုဆက်ကြည့်ကြရအောင်ဒါရီဟာတက်တာအတွက်ရွှေရောင်စီးမြင်တွေဖြစ်ပါတယ်ဒီစီးမြင်မျိုးဒေတာလေးမှတ်ထားစေချင်ပါပဲနံပါတ်1ဂျီယဝိသေသနာရဲ့နောက်မှာ particle လိုက်ဆရာမလို့အပ်ပါမို့နံပါတ်2ဒါကတကယ်ကိုရေးကြီးဆုံးပါပဲဂျီယာရဲ့အမဲတော်ဝါကြရဲ့နောက်ဆုံးမှာပဲရှိရမယ်နံပါတ်3 particle ဟာကိုယ်ဆိုင်ရာ object တွေနဲ့အမြဲတမ်းအတူတူတွဲရှိနေရမှာပဲဒီစီးမြင်3ခုကိုလုံးဝမမေ့ပါနဲ့နော်ဥပမာလေးနဲ့ကြည့်လိုက်ကြရအောင်ဘဲဘက်မှာ anime otokidoki mimasu လို့ရေးထားပြီးညာဘက်မှာကျတော့ tokidoki anime o mimasu လို့ပြထားပါတယ်ဒီနှစ်ခုစလုံးဟာမှန်ကန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဓိကကြီးရာဖြစ်တဲ့ mimasu ဟာနောက်ဆုံးမှာတည်ငြိမ်စွာရှိနေပြီး o ဆိုတဲ့ particle ဟာလည်းသူ့ရဲ့ object ဖြစ်တဲ့ anime နဲ့အမြဲတွဲနေလို့ပဲဖြစ်ပါတယ်ရှင်းနေနော်အခုဆိုရင်အပိုင်း3ကိုရောက်လာပါပြီဒီအပိုင်းမှာအများကြီးဆိုတာကိုဘယ်လိုအသုံးပြုမလဲဆိုတာနဲ့အတူကျွန်တော်တို့ရဲ့ပထမဆုံးစကားလုံးအသစ်ကိုမိတ်ဆက်ပေးတော့ပါမယ်ဒီစကားလုံးလေးကတော့ texan ဖြစ်ပါတယ်မြန်မာလို့ဆိုရင်တော့အများကြီးလို့အတိတ်ပဲရပါတယ်မှတ်ထားရမှာကသူဟာ particle မလို့အသေးကြီးဝိသေသနာတစ်ခုပဲဖြစ်ပါတယ်ကဲဝါကြတဲ့ကြောင်းကိုအစလိုက်ဘယ်လိုသိဆောင်မလဲကြည့်ကြစို့လေးစိတ်မှာလက်ဆောင်ကြီးအများကြီးပဲခဲလို့ပြောချင်တယ်ဆိုပါစို့အစကမှာ object နဲ့ particle ကိုတွဲပါမယ်ဒါကြောင့် omie ကိုခြေတော့ပါမယ်အစနဲ့မှာခုနက alpha blade ချစ်တဲ့ texan ကိုထည့်ပါမယ်အစတောင်းအနေနဲ့နောက်ဆုံးမှာကြရာကိုထားပါမယ်ဒါကြောင့်ခိုင်မရှတာဖြစ်သွားပါတယ်အားလုံးကိုပေါင်းဖက်လိုက်နေ omie ကို texan ခိုင်မရှတာဆိုပြီးအစင်သေးပြီးဖြစ်သွားပါပြီနောက်ထပ်ဥပမာလေးတစ်ခုကြည့်ကြရအောင်ထာကုဆန်ရရှိုင်ကိုထားပေးမှာစုအဒီဘက်ကတော့ဟင်းဒီရွတ်အများကြီးစားပါတယ်ဆိုတာပါတကယ်လေကျမရေးတဲ့ဟင်းဒီရွတ်အများကြီးစားဖို့လိုတယ်ဆိုတာအားလုံးအသိပဲလေဟုတ်တယ်မလားဒီဥမာမှာကြတော့ခိုးရင်တဲ့ရှားရှင်ကို texan ထိုလီမရှတာလို့ပြထားပါတယ်ပန်းကြထဲမှာတပ်ပုံတွေအများကြီးရိုက်ခဲ့တယ်ဆိုတဲ့အတိတ်ပဲမှာဒီနေရာမှာတေချာတတိထားကြည့်မယ်ဆိုရင်ကရိယာဖြစ်တဲ့ porimashita ဟာနောက်ဆုံးမှာရှိနေတဲ့ texan ရဲ့နေရာကိုအရှိအနောက်စိတ်ကြိုက်ပြောင်းလို့ရနေတာကိုတွေ့ရပါလိမ့်မယ်အပိုင်းလေးကိုဆက်သွားကြပါမယ်ဒီအပိုင်းကတော့အနှဲငယ်ကိုအသုံးပြုခြင်းဖြစ်ပြီးကျွန်တော်ရဲ့ဒုတိယစကားလုံးအသေးကိုမိတ်ဆက်ပေးမယ့်အပိုင်းမှာဒီဒုတိယစကားလုံးလေးကတော့စုကုတ်ရှိပါအတိဖေကတော့အနှဲငယ်ပါပဲသူဟာလည်းတစ်ခုဆန်လိုပဲ particle လိုက်ဖို့မလို့အပ်တဲ့ကိယဝိသေသနာတစ်ခုဖြစ်ပါတယ်တော်တော်လေးမှတ်ရလေပါတယ်နော်ဒီတစ်ခါတော့စာကြီးတိုင်မှာတင်ကြဖို့နည်းနည်းလေးလာခဲ့တယ်ဆိုလေဝါချလေးကိုဒီဆောင်ကြည့်ရအောင်အစင်တစ်အနေနဲ့နေရာပြဖို့ကိုအရင်ထားပါမယ်ဒါကြောင့်ထူရှုကန်တေးပါအစင်နဲ့မှာ object နဲ့ ever ကိုတွဲလိုက်တော့စုကကိုစကိုရှိဖက်တော့ပါတယ်အစင်3မှာတော့အမြဲတမ်းနှုတ်ဆုံးမှာထားရမယ်ကြည့်ရလာပါမယ် thank you しましたဝါချတစ်ခုလုံးဆိုရင်ထူရှုကန်တေးစုကကိုစကိုရှိ thank you しましたဖြစ်တော့တာပေါ့ဒီစာကြောင်းလေးကိုလည်းအထူးထူးလေ့လာကြည့်ကြပါမယ်။お酒を少し飲みましたကဲအတိဘေကတော့အရက်နင်းနဲ့ထောက်ခဲ့လေဆိုတာပါ။ဒီဥပမာလေးကတော့ピアノを少し練習しましたဖြစ်ပါတယ်။စနေရကိုနင်းနဲ့လေ့ကျင့်ခဲ့တယ်လို့ဆိုလိုတာပါ။ခုနကဟင်းတင်းရွက်ဒီကိုတော့အများကြီးစားတတ်ကြပြီးမြဲဒီလိုစန်တရာတို့တင်ချာတို့ကြတော့နည်းနည်းပဲလေ့ကျင့်ဖြစ်တယ်ဆိုတာမျိုးပေါ့။တိုက်ဆိုင်သွားလာတော့မသိဘူးနော်။ကဲအခုဆိုရင်သင်ခန်းစာရဲ့နောက်ဆုံးပိုင်းငါဖြစ်တဲ့အနစ်ချုံနဲ့လေ့ကျင့်ခန်းအပိုင်းကိုရောက်လာပါပြီဒီနေ့တင်ယူခဲ့တာတွေကိုပြန်လဲသုံးသပ်ချပါမယ်ဒီနေ့သင်ခန်းစာကနေအဓိကမှတ်သားသွားရမယ်အချက်၃ချက်ရှိပါတယ်နံပါတ်1တကုဆောင်ဆိုတာအများကြီးလို့အဓိပ္ပာယ်ရပါတယ်နံပါတ်2စုခိုးရှိဆိုတာကတော့အနည်းငယ်ပါနံပါတ်3အနေနဲ့ကတော့ကျွန်တော်ရဲ့ရွှေရောင်ဇီမီဖြစ်တဲ့ဂျီယာဟာအမြဲတမ်းဝါချင်နှုတ်ဆုံးမှာပဲရှိရမယ်ဆိုတာပါပဲရေးချက်တွေကိုခေါင်းထဲမှာတေချာလေးမှတ်ထားပေးကြပါနော်ဒီနေ့သင်ခန်းစာရှင်းလင်းချက်လေးကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါရယ်အခုလေးလာခဲ့တဲ့အကြောင်းအရာတွေကိုအသုံးချပြီးဒီနေ့ဒီနေ့တာမှာဘာကိုအများကြီးလေ့ကျင့်ချင်လဲတာကုဆန်လာဒါမှမဟုတ်စုကုရှိလာဆိုတာကိုပြန်မင်းကြည့်ကြပါနော်
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်